တင်မင်းနဲ့ရောက်နေတဲ့ပင်ကီလေးတင်ချန်နဲ့ရောက်နေတာအော်အေးဒါတင်ရွက်ကလေးလို့နော်တဲ့နော်ဟုတ်လားသမီးငယ်ငယ်ဘာရွက်တွေခူးနေလဲတဲ့တင်ချန်နဲ့မှာဟလားဟောအေးမေမေပေးတင်ပင်ပါဒါတင်ပင်လို့ခေါ်ပါတယ်